3 နှစ်ကျော်အရွယ်ကလေးတယောက်ကလေအိုးပုတ်ဆော့ပြီးတော့အခုလိုသူ့အိုးပုတ်လေးတွေကိုဆက်ပြားလေးနဲ့တေးချပြောင်းဆေးနေတာလေးမြင်ရတော့အမေတယောက်အနေနဲ့တအားပျော်နေမယ်လို့ထင်ကြမယ်မလားကြတော့ဒီလိုမဟုတ်ဘူးနော်အကုန်လုံးရဲ့အစAspara ဖြစ်နေတဲ့ကြက်ဥလေးလုံးအစတာပဲမနက်ကကုံချောက်ဗီဒီယိုကိုရှင်းတော့ Aspara 3 ရက်လောက်ဖြစ်နေတဲ့ကြက်ဥလေးလုံးသက်တွေ့ရကွယ်အဲ့ဒါနဲ့ကျမခြံထဲကအပင်တွေကိုထည့်မယ်ဆိုပြီးတော့ခြံထဲမှာတတ်ထားလိုက်တာဗီဒီယိုအကုန်ရှင်းပြီးတော့အပြင်ထွက်လာတော့အဲ့မှာမြင်တဲ့အတိုင်းပဲအဲ့ကြက်ဥတွေကိုခွဲပြီးတော့ဟင်းချက်ထားတာရှင်အဲ့လိုအုံးရီဘူးကွန်အဟောင်းတွေထဲမှာပါထည့်ပြီးတော့ကြက်ဥရှိတ်တွေပါလှုပ်ထားသေးတာဆီယမကပန်းအိုးထိုးဖို့ဝယ်ထားတဲ့သဲတွေနဲ့ရေတွေနဲ့ကြက်ဥတွေနဲ့ဆိုတော့စဉ်းစားကြည့်ပေါ့နော်လောက်တောင်ပျော်ဖို့ကောင်းတဲ့မြင်ကွင်းလဲဆိုတာပြီးတော့အဲ့ဒီဂက်ထူကြက်ဥကက်ကြီးထဲမှာလဲသဲတွေနဲ့ရေတွေနဲ့ဖြည့်ပြီးတော့စော့နေသေးတာရှင်နော်ရမ်းပျော်ဖို့ကောင်းကျမတို့ငယ်ငယ်တော့ကလေသဲမပျော်နဲ့ရေနဲ့စော့ရတယ်ဆိုတာတော့အမေမသိအောင်ခိုးစော့ရတာမျိုးအခုတော့ကျမသမီးကအခုလိုကြက်ဥတွေရဲ့သဲတွေရဲ့ရေတွေရဲ့အဲ့ဒီညစ်ပတ်နေတဲ့ကျမ်းမြင့်ကြီးမှာဖင်ချထိုင်ပြီးတော့စော့နေတာရှင်စိတ်နှက်လောက်အောင်စော့ပြီးမှကျမကိုရေချိုးဖို့လာခေါ်နေတော့ Lo veo, lo. Non si ne penny. အဲ့ဒါနဲ့သူ့ကိုရေမချိုးခင်သူစော့ရတာသူရှင်းဆိုရဲစနစ်နဲ့တန်ရှင်းလောက်ခန်းလိုက်ပါတယ်အခုကောင်းတာလေကျမသမီးကညီတင်းညက်ပတ်တွေစော့တယ်လို့အဲ့လိုတန်ရှင်းလို့ဆိုလဲမင်းကြီးလှုပ်ရှာတာတော့ဒါကတော့ဆေးထားတာတွေကိုရေစစ်တာပါတဲ့ပြီးတော့အကုန်ဆေးပြီးတော့အဲ့မှာခြံထဲကဘေးစင်လေးတစ်ခုရှိအဲ့ဒီပေါ်တင်ပြီးတော့သူကအချောက်ခံသေးတာလေးဒါကတော့စမ်းတိုင်အမိုက်ကောက်စီစဉ်ပါပြီးကြတော့ကျမအလက်မှာအဲ့ဒီပိုက်ကြီးကိုကောက်ပြီးတော့မြင်းတဲ့အတိုင်းပဲအဲ့ဒါနဲ့ကျမလည်းမထူးဘူးဆိုပြီးတော့သူ့ကိုခြံထဲမှာပဲတကြံချပေးလိုက်ပါတယ်ပြောရအမှရှိတဲ့နေတာနားထောင်ကြည့်ကြပါတော့ရှင်ခြံထဲမှာရေဝပေးဆော့ပြီးတော့မှဒီချိုးကန်နဲ့ခေါ်ခေါင်းလျှော်ရေမိုးချိုးပြီးတော့မှဝစားလဲထမင်းကျွေးဖိုက်ပြေးသွားတော့မှနေ့နဲ့ဒီတမောအခုလိုပဲအိပ်ပျော်သွားပါရဲ့ရှင်